ကိုပိုင် agency တကူထောင်ထားပြီးဝင်ငွေကမတည်ငယ်တဲ့တန်တရာတွေမှလည်းနေတယ်လို့ခန်းစားနေရပါသလားဒါဆိုရင်တော့ဒီတစ်ခါ George Nelson ရဲ့ The Seven Figure Agency Roadmap စာအုပ်ထဲကအဓိက framework ကိုတုံးပြီးဒေါ်လာတန်နဲ့ချီတဲ့လုပ်ငန်းတစ်ခုကိုဘယ်လိုတည်ဆောက်မလဲဆိုတာကိုကျွန်တော်တို့အတူတူချိသွားကြပါမယ်agency ပိုင်ရှင်တွေအတွက်အစိုးဆုံး MSO ကဘာလဲဆိုရင်တော့အချိန်လေးအားတွေအများကြီးစိုက်ထုတ်ပြီးမှနောက်ဆုံးမှလုပ်ငန်းကိုလက်ရှို့ပြီးပေးလိုက်ရတာမျိုးပါပဲဒီဆောင်းကိုရေးတဲ့ George Nelson ကိုရိုင်းအဲ့လိုတွေးကြုံမျိုးကိုခါခါတီးတီးကြုံခဲ့ပူပါတယ်ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာကအဲ့ဒီလိုကြာရှုံးမှုကနေမှသူ့ကိုတန်းကြွယ်ထူထည့်ဖြစ်အောင်လမ်းပြပေးခဲ့တဲ့အဖြေကိုဘယ်လိုပြန်ရှာတွေ့ခဲ့တယ်လဲဆိုတာပါပဲကဲသူ့ရဲ့ချီယူနေကျွန်တော်တို့ပါသင်ခန်းစာတွေယူလို့ရမလဲကြည့်လိုက်ကြရအောင်ကဲအပိုင်းတစ်ကိုဆက်လိုက်ရအောင်ပြဿနာလေး agency တွေဂျုံနေရတဲ့အဲ့ဒီရုံးမထွက်နိုင်တဲ့တန်တရားစွာကြီးကတကယ်တော့ဘာလဲဒီတန်တရာကတော်တော်များများကြားရှုံးနေတဲ့လုပ်ငန်းပုံစံတစ်ခုကစားတာမှာဘယ်လိုပုံစံမျိုးလဲဆိုတော့ project တစ်ခုပြီးမှပိတ်စင်တစ်ခါတည်းယူတဲ့ပုံစံမျိုးပေါ့ဥပမာလေးတစ်ခုပြောပြမယ် website တစ်ခုကိုဒေါ်လာ1000နဲ့စောက်ပေးလိုက်တယ် okay ပိတ်စင်တော့ရလိုက်တယ်ဒါပေမဲ့အဲ့ဒီ client စီကနေလက်ဆံဝင်ငွေကဒေါ်လာ50လောက်ပဲပြန်ရနေတယ်ဆိုပါစို့အဲ့တော့ဘာဖြစ်လဲတပတ်ကိုနိုင်60 90 80လောက်အလုပ်တွေပြီးနေတယ်ဒါပေမဲ့လကုန်ရင်အမျက်ကတိတ်မကြဘူးလူကလည်းပင်မအလုပ်တွေကလည်းမပြီးနိုင်မစီးနိုင်နဲ့အဲ့ဒီထဲမှာပဲပိတ်မိနေတော့တာပေါ့အဲ့တော့ဒီတန်နေရာကနေရုံထွက်ဖို့အဖြေကအရင်ကထက်နှစ်ဆပိုကျုံစားဖို့မဟုတ်ပါဘူးအဲ့ဒါကအဖြေမဟုတ်ဘူးအဓိကအချက်ကမှန်ကန်တဲ့လုပ်ငန်းပုံစံကိုရှာတွေ့ဖို့ပဲဆိုလိုတာကဒီလိုပါကိုယ့်ရဲ့အားစိတ်ထုံမှုကိုအရေးမကြီးတဲ့အလုပ်တွေမှာဖြုံးတိမဲ့အစားလက်စွင့်ပုံဝင်ဝင်ငွေရအောင်ဘယ်လိုလုပ်မလဲပြီးတော့ကိုတကယ်ကျွမ်းကျင်တဲ့နယ်ပယ်တစ်ခုတည်းကိုပဲအာယုံစိုက်ပြီးစနစ်တကျဘယ်လိုတည်ဆောက်မလဲအဲ့ဒီအချက်ကိုနားလဲသွားတာကအလဲပြောင်းပါပဲဟုတ်ပြီအဲ့ဒါဆိုအဖြေကဘာလဲဒါကတော့ကိုလုပ်ငန်းကိုတကယ်တိုးတက်စေမဲ့ The Seven Figure Agency Model ပါပဲ7 figure ကိန်းကနန်ခုနှစ်လုံးဝင်ငွေဆိုတော့နီးရဲ့ပမာဏမဟုတ်ဘူးပေါ့နော်ဒါကိုလက်တွေ့ချက်ချပြောရင်တစ်လကိုဒေါ်လာ8300မှဝင်ငွေရအောင်ပိတ်မှတ်ထားဖို့ပါပဲအဲ့ဒီပန်းတိုင်ကိုဒါရောက်သွားပြီဆိုရင်တစ်နှစ်ကိုဒေါ်လာ1တန်းဝင်ငွေရတဲ့ agency တစ်ခုဖြစ်လာပြီပေါ့ဒီ model မှာအဓိကမနိုင်ကြီး3ခုပဲရှိပါတယ်အရင်ရှင်းတယ်နံပါတ်1က client အသစ်တွေဘယ်လိုရှာမလဲနံပါတ်2ကသူတို့တက်ရလက်ကောင်းတယ်ဘယ်လိုပေးမလဲပြီးတော့နံပါတ်3သူတို့ကိုရေရှည် client တွေထိအောင်ဘယ်လိုထိန်းသိမ်းမလဲဒီ3ခုကိုသာကျွမ်းကျွမ်းချင်းလုံနိုင်ပြီဆိုရင်ကိုလုံးတန်းကတက်တမတိတိုးချက်နေမှာတေးကြပါရဲ့ကဲဒါဆိုရင်လည်းအဲ့ဒီမနိုင်3ခုကိုတစ်ခုချင်းစီအသေးစိတ်လေ့လာကြည့်ကြအောင်ပထမဆုံးမတန်တိုင်ကတော့ client တည်စာဖို့ရေးပေါ့ဒီမှာအဓိက concept က client နောက်ကိုလိုက်နေရတဲ့အခြေအနေကိုရပ်ဖြစ်ဖို့ပဲအဲ့ဒီအစားကိုယ့်အတွက်အတင်တော်ဆုံး client တွေကသူတို့ဘာသာကိုယ့်စီကိုရောက်လာအောင်ဆွဲဆောင်နိုင်မဲ့စနစ်တစ်ခုကိုတည်ဆောက်ဖို့ပါ finally ဖြေတာတော့ကိုယ့်ရဲ့ authority ကိုတည်ဆောက်တာတော့အယောင်ဘက်မှာကျွမ်းကျင်တာတော့ဒါဒီအားလုံးကအဲ့ဒီစနစ်ရဲ့အစစ်ပိုင်းတွေပါပဲဒုတိယမန်တိုင်ကတော့ရားလက်ကောင်းသည့်ပေးစွမ်းနိုင်ဖို့ပါဆိုလိုတာကအရေးလိုအလို့ပဲပင်ပြီးအမျက်မကြံတဲ့တစ်ခါသုံး project ကြီးအစားအကျိုးအမြတ်များပြီးထက်ခါတလဲလဲအသုံးချနိုင်တဲ့ဝန်ဆောင်မှုပုံစံမျိုးကိုဖန်တီးဖို့လိုပါတယ်အရေးကြီးဆုံးကဘာလဲဆိုတော့အဲ့ဒီစနစ်ကပိုင်ရှင်တယောက်တည်းအပေါ်မှာပဲမိခုံမနေတော့ပဲကို team နဲ့အတူအတိုင်းအတာတစ်ခုထိချဲထွင်လို့ရတော့တာပါပဲနောက်ဆုံးတတိယမန်တိုင်ကတော့ client တွေကိုရေရှည် team တင်းထားနိုင်ဖို့ပဲဒီချက်ကအရာအရေးကြီးတယ်စဉ်းစားကြည့်လေ client အတစ်တွေဘလောက်ပဲအပြားကြီးရနေပါစေရှိပြီးသား client တွေကတယောက်ပြီးတယောက်ထွက်သွားနေရင်အဲ့ဒါကအပေါက်နဲ့ပုံတဲ့ကိုရေထိုင်ဖြစ်နေတယ်လို့ပါပဲဘယ်တော့မှပြည့်မှာမဟုတ်ဘူးဒါကြောင့် client တွေကိုပျော်ရွှင်အောင်ထားပြီးသူတို့က lesson ကြီးကိုစိတ်ကြည်နက်မှုအပြည့်နဲ့ဆက်ပေးနေအောင်လှုပ်ဆောင်နိုင်တဲ့စနစ်တစ်ခုရှိဖို့ကအောင်မြင်ဖို့အတွက်မရှိမဖြစ်ပါပဲကဲဒါတွေအားလုံးကိုသိပြီဒါပေမဲ့ဘယ်ကနေစောင့်မလဲရှုပ်နေတယ်လို့ခံစားရနိုင်တယ်အဲ့ဒီတော့အရာအလုံးကိုရှင်းသွားစေမဲ့အလွယ်ကူဆုံးနည်းလမ်းတစ်ခုကိုကြည့်လိုက်အောင်ဒီနည်းလမ်းကိုနံပါတ်1 5ခုစီးမြင်လို့ခေါ်ပါတယ်ဒါကဘာလဲဆိုတော့ကိုယ့်ကိုအာရုံများစေတဲ့အရာမှန်သမျှကိုဖယ်ရှားပြီးကိုယ့်ရဲ့စွမ်းရည်အလုံးကိုအရာတစ်ခုထဲမှာပဲစုစည်းသုံးချတဲ့အစွမ်းထက်တဲ့နည်းဗျူဟာတစ်ခုပါပဲဘယ်လိုလဲဆိုတော့ပိတ်မှတ်ထားမဲ့ဈေးကွက်တစ်ခု client ရှာတဲ့နည်းလမ်းတစ်ခုရောင်းချတဲ့နည်းလမ်းတစ်ခုပြီးတော့ကိုယ့်ရဲ့ဒေကဝန်ဆောင်မှုတစ်ခုတည်းကိုပဲတစ်နှစ်ပတ်လုံးအာရုံစိုက်ပြီးလှုပ်ဆောင်တာပါတခြားဘာမှမလုပ်ဘူးဒါကတိုးတက်ဖို့အတွက်အများဆုံးနည်းလမ်းပဲလို့ George Nelson ကအာမခံထားပါတယ်ကဲအစုံမသက်ခင်မှာဒီမင်းခုံးလေးကိုကိုပြန်မေးကြည့်စီခြင်းနဲ့လက်ရှိကိုယ့်ရဲ့ agency မှာတိုးတက်မှုကိုအဟံအတာဖြစ်စေပြီးရိုးရှင်းအောင်လုပ်ဖို့အလိုအဆုံးဖြစ်နေတဲ့တစ်ခုတည်းသောအရာကဘာဖြစ်မလဲအဲ့ဒါက client အမျိုးအစားတွေအများကြီးလက်ခံနေတာလားဒါမှမဟုတ်ဝန်ဆောင်မှုတွေအများကြီးပေးနေတာလား
အဲ့ဒီတစ်ခုကိုရှာပြီးနံပါတ်1 5ခုစီမင်းကိုသုံးပြီးအဖြေရှာကြည့်ဖို့တိုက်တွန်းရင်းနဲ့ပဲဒီဘိုင်းကိုအဆုံးသတ်လိုက်ပါစေ။